OK ညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်လက်ရှိပြမှာလေးကတော့လုံးဝတတ်မဲ့ PCA လေးပါဗျာနော် PCA အယောင်သွေးလုံးဝပြောစရာမလိုတောက်ပနေရမယ်ဘိန်းကျော်လုံးဝရှေ့တန်းရမယ်ဗျာနော်ကျွန်တော်ရှိမှာရောက်ချတဲ့ဘိန်းတွေကအင်ဂျင်စအမခံစားရတဲ့နာမည်ပြောင်းအပြည့်စုံနဲ့ကျွန်တော်ရောက်ချပေးတာဖြစ်ပါတယ်ဗျာနော်အမခံကျလုံးဝပြေဝနဲ့ကျွန်တော်ဝန်ဆောင်မှုပေးပါတယ်ဗျာ OK ဒီကောင်လေးကတော့ PCA လေး150လေးပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ပတ်လေးလိုက်ပြပေးမယ်ကိုယ်တွေဆို file လေးတွေနဲ့ရမယ်ဗျာပတ်လေလေးအနာစာလုံးဝမရှိဘူးဗျာနော်ရှစ်တာရနောက်တာရအပြည့်နဲ့ရမယ်ဗျာနော်မပြည့်ရင်လည်းပြည့်အောင်လုပ်ပေးပါတယ်အစ်စ်လဲပြီးပါတယ်ဗျโอเคနံပါတ်လေးရတယ်လုံးဝရှင်းမိုက်မယ်โอเคစက်တန်တော့လုံးဝဒါနှိုးထားတယ်နော်ငြိမ်နေရမယ်ဗျโอเคဒီမှာရှစ်ဒီဇိုင်းကလာပါညာနေသား3000ကျော်ပဲဗျကီလိုဘိန်းကျော်လုံးဝရှင်းတင်းမယ်ဗျာနော်လုံးဝရှင်းတင်းမယ်ဗျာနော်အနေထားအလောက်ရှိရယ်ဘိန်းကျော်ကျွန်တော်တို့ဘက်ကစိတ်တိုက်ခိုက်လုံးဝကင်းမယ်စက်စီယိုစိမ့်မှုလုံးဝကင်းမယ်ဗျာနော်အကုန်လုံးအာမခံပြီးရောက်ချပေးပါတယ်ဗျာနော်ဆရာစားတဲ့နာမည်ပြောင်းပြီးဆုံးဒီကောင်လေးကတော့ model 2020လေးဗျာနော်21ဝင်လေးဖြစ်ပါတယ်ဘိန်းကျော်လုံးဝရှယ်မိုက်မယ်ဗျာโอเคဒီကောင်လေးကိုစိတ်ဝင်စားရင်ကျွန်တော်ကိုအသေးစိတ် TikTok Messenger ဖြစ်ဖြစ် Facebook Messenger ဖြစ်ဖြစ်လာမီလို့ရပါတယ်ဗျာโอเคဒီကောင်လေးကတော့ model 2021လေးဗျာနော်ရောင်းဈေးလေးကတော့ကျွန်တော်တို့9000ဝန်းကျင်လေးနဲ့ပဲရောင်းပေးမယ်ဗျာနော်ဈေးတိကျကျွန်တော်တင်ပေးပါမယ်ဗျာနော်ဝယ်ကောင်လေးလိုချင်ရင်ကျွန်တော်ကိုအသေးစိတ် CP မှာမေးမြန်းလို့ရပါတယ်စာရဲစာသားနာမည်ပြောင်းအပြည့်စုံနဲ့ရမယ်ဗျာနော်လိုင်စင်တော်ပြီးသားပါအရေးကြလိုချင်တဲ့ညီကိုတွေကတော့ဒီကောင်လေးကိုအရေးကြလိုချင်ရင်ကျွန်တော်တို့တောင်းငွေ2000ခွဲ3000လောက်တောင်းပေးရမယ်ဗျာနော်ဒီကောင်လေးဆို2000ခွဲ3000နဲ့တောင်းလာနဲ့ကျွန်တော်တို့အိမ်ရောက်ငွေရှည်သတင်းကျွန်တော်ပို့ပေးပါတယ်ဗျာနော်โอเคအဲ့တော့နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြပါဗျာနော်ဒီလောက်ပါဗျာနော်ဘိန်းကောင်းပဲသက်လေးလိုချင်ရင်ကျွန်တော်ကိုယုံကြည်စွာဆက်သွယ်နိုင်ပါတယ်ဗျာ